ဒူးရင်ပင်မှာဒီလိုမိုဘိုင်းကလေးတွေရှိရင်ကုတ်ကပါတယ်ဒါကျွန်တော်တို့မိုဘိုင်းကုတ်နေတာပါအသားတဲ့ချမယ်မိုးတဲ့ကုတ်မယ်မိုဘိုင်းကုတ်မယ်ဒါအသားတဲ့ချအောင်ကူးနေတာပါဘယ်လိုအလင်းရောင်မှောင်သွားပါလဲ